မင်္ဂလာပါဒီနေ့ဗီဒီယို episode မှာတော့လူတိုင်းမေးချင်ပေမဲ့မမေးရတဲ့မေးခွန်းတွေရှိတယ်ပေါ့နော်ဒါပေမဲ့တချို့မေးခွန်းတွေအများကြီးမေးထားကြတာတွေရှိတယ်အဲ့ဒီမေးခွန်းတွေကိုလည်းစုစည်းပြီးမှဒီနေ့မှာတော့ဒီ social media မှာတော့လူအများပိုင်းသိကြတယ်နော်ယုံကြည်သူတွေအများပိုင်းသိကြတယ်ဒီဆရာစော်ထက်ကိုနော်စော်တက်ကိုနော်ဆရာတက်ပြီပါစော်တက်ကိုဧဝံဂေလိဆရာလူငယ်လည်းဖြစ်တယ်ပေါ့နော်လူငယ်ဆရာကိုဒီမေးခွန်းတွေအတွက်အကောင်းဆုံးဖြေပေးဖို့ကမ်းလှမ်းထားတယ်ဆရာအနေနဲ့လည်းမအားတဲ့အချိန်ကြားတွေကနေအခုလိုလက်ခံဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတော့ဒီနေ့မေးသွားမယ့်မေးခွန်းတွေမှာအပိုင်းနှစ်ပိုင်းရှိတယ်ပထမပိုင်းမှာတော့ဆရာနဲ့ဆိုင်တဲ့မေးခွန်းတွေမေးသွားမှာဖြစ်တယ်ဒုတိယပိုင်းမှာတော့ခရိယန်ယုံကြည်သူတွေတွေးဟဖြစ်တတ်တဲ့မေးခွန်းတွေရှိတယ်အဲ့ဒီဟာတွေကိုစီထားတယ်ပေါ့နော်ဆိုတော့နည်းနည်းအကြောင်းအရာတစ်ခုတည်းမဟုတ်ပေမဲ့ဒီအကြောင်းအရာမျိုးမျိုးနဲ့ပြန်ပြီးမှစီထားတဲ့မေးခွန်းတွေကိုမေးသွားမှာဖြစ်ပါတယ်ဆိုတော့မေးခွန်းမမေးခင်မှာဆရာကိုနည်းနည်းလောက်မိတ်ဆက်ပေးလို့ရမလားဆရာဟုတ်ကဲ့ပါကျွန်တော်တို့ဆိုတက်ကူပါကျွန်တော်ဒီနဲ့ပတ်သက်တဲ့ဥစ္စာတွေပြီးရင်နှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့ဥစ္စာလေးတွေ online ပေါ်မှာလည်း sharing လုပ်ပါတယ်အပြင်မှာလည်းစမ်းစာလိုက်တင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးပါဆရာဆိုတော့ဒီပထမဆုံးမေးခွန်းကဒီဘာကြောင့်ဧဝံဂေလိတရားကအရေးကြီးတာလဲဆရာဧဝံဂေလိတရားကဘာကြောင့်အရေးကြီးလဲဆိုတော့လူရဲ့အသက်ဝိညာဉ်ကိုကယ်တင်ပေးနိုင်တဲ့တခုတည်းသောတကူတော်လေတခုတည်းသောသူတရားဖြစ်တယ်အဲ့တော့ယောမအခန်းကြီး1အငယ်16မှာရှင်ဘောလူကပြောတယ်သူကခရစ်တော်ရဲ့ဧဝံဂေလိတရားကြောင့်ဆက်ကြောက်ခြင်းမရှိဘူးတဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီတရားကရှေးဥစွာမှာယူဒလူဟေလာတလူယုံကြည်သမျှသောသူအပေါင်းနော်အဲ့တော့ဒီဘာသာရေးတို့တခြားသောလူမျိုးရေးတို့ဆိုတာသူ့အကန့်နဲ့သူခွဲထားကြပြီမဲ့ဧဝံဂေလိတရားကျတော့ဘယ်အကန့်မှမခွဲဘူးသူကလူတိုင်းအတွက်သူကကယ်တင်ခြင်းတကားလမ်းကိုဖွင့်ပေးနေတယ်ဒီဘယ်လိုပြောရမလဲကျွန်တော်တို့ကိုကျင့်တရားနဲ့မကျင့်နိုင်တဲ့အရာတွေမလုပ်ဆောင်နိုင်တဲ့အရာတွေကိုအဲ့ဒီရဲ့ဒီဧဝံဂေလိတရားအားဖြင့်လွတ်ခြင်းတရားပေးတယ်ဆိုတာဒါကြောင့်မလို့ဧဝံဂေလိတရားကတော့လူတွေရဲ့အသက်ဝိညာဉ်ကယ်တင်ခြင်းရဖို့လူတွေရဲ့အသက်ဝိညာဉ်နဲ့ရဲမသွားဖို့အတွက်ဒါတစ်ခုတည်တဲ့နည်းလမ်းဖြစ်တဲ့အတွက်ကြောင့်ဒါဝိညာဉ်ရေးအတွက်အင်မတန်မှအရေးကြီးတယ်ဒါလူတိုင်းအတွက်အရေးကြီးတယ်လို့ကျွန်တော်တို့မြင်ပါတယ်ကျေးဇူးပါဆရာဆိုတော့ဒီနောက်မေးခွန်းတစ်ခုကကြတော့ဒီလူငယ်ဧဝံဂေလိဆရာတယောက်အနေနဲ့ပေါ့နော်မရှိမဖြစ်ရှိတဲ့စိတ်နေစိတ်ထားကဘာဖြစ်မလဲအဓိကကတော့ကျွန်တော်တို့ဒီဧဝံဂေလိတရားနဲ့ပတ်သက်လာလို့ရှိရင်ဖုတ်ခပေးခြင်းနဲ့နှလုံးသားရှိဖို့လိုတယ်အဓိကဧဝံဂေလိလိုက်ဟောတယ်ဆိုတာနံပါတ်1တစ်ချက်အနေနဲ့ခရစ်တော်ရဲ့စကားကိုနားထောင်တာပဲလေနော်ခရစ်တော်ကိုယ်တိုင်မှာခဲ့တယ်လေဒီရှင်မာကုခန်းကြီး16အငယ်15မှာနော်တင်တို့ဒီလောကီနိုင်ငံအရေးရရှိတဲ့မြတ်ကိုတွား၍ဝေနေရတတဝါအပေါင်းတို့ဟာဧဝံဂေလိတရားကိုဟောကြားလို့တဲ့အဲ့တော့လူငယ်မှမဟုတ်ပါဘူးဧဝံဂေလိသူတိုင်းဟာဧဝံဂေလိတရားနဲ့တဆိုင်တယ်ဧဝံဂေလိတရားကယုံကြည်သူတိုင်းဟောရမယ့်အရေးကြီးတဲ့တရားတစ်ပုဒ်ဖြစ်ပါတယ်အဲ့တော့တချို့ယုံကြည်သူတွေကပြောတယ်ကျွန်တော်တို့မှာဧဝံဂေလိတရားဟောဖို့တဲ့စုကျေစုမပါဘူးတဲ့အဲ့ဒါဘာအဲ့စကားကဘာနဲ့တူလဲဆိုတော့ကျွန်တော်လူဖြစ်ပြီးထမင်းစားဖို့အတွက်စုကျေစုမပါဘူးပြောနေအတူတူပဲဘာကြောင့်လဲဆိုယုံကြည်သူဖြစ်လို့ရှိရင်ဧဝံဂေလိတရားဟာပြောဖို့ပြောရမှာဘာကြောင့်လဲဆိုတော့ဒါလွတ်မြောက်ခြင်းတရားလေအဲ့တော့ကိုမပြောနိုင်ဘူးဆိုရင်လည်းပြောနိုင်တဲ့သူတွေကိုခေါ်ပြီးတော့ပြောရမယ်เนาะအဲ့တော့ကျွန်တော်တို့ဒါဧဝံဂေလိသမားဆရာတယောက်အနေနဲ့ကောယုံကြည်သူလူငယ်တယောက်အနေနဲ့ကောဧဝံဂေလိတရားမှာတက်ကြွရမယ်အင်္ဂလိပ်တရားတွေကိုနဲ့ဆိုင်နေဆိုတာကိုအမြဲတမ်းနှလုံးသားထဲမှာမှတ်ကြရမယ်ဒီအတွက်လည်းရရင်ရတယ်လို့ဒါအဖို့ခပေးရမယ်နော်ဒါမှပဲခရစ်တော်ရဲ့စကားကိုလည်းနားထောင်ရကြတယ်ခရစ်တော်ကိုလည်းချစ်ရရောက်တယ်ဒီအင်္ဂလိပ်တရားနဲ့ပတ်သက်ပြီးမှလည်းရတဲ့ခင်ပေးတဲ့နော်တာဝန်ကိုကြည်တယ်ဆိုတဲ့ဥစ္စာလေးကိုဒါကျွန်တော်ကတော့ပြောချင်ပါတယ်ကျေးဇူးတင်နေဆရာအဲ့ဒီမှာကြားဖြတ်တစ်ခုမေးချင်တာကြတော့ဧဝံဂေလိဟောတဲ့အချိန်ကြရင်ဆရာကဟိုအဲ့လိုလိုနေတယ်လို့ဆရာကိုဝိညာဉ်တော်ကနိုးဆော်တဲ့နေရာကိုသွားတာလားဒါမှမဟုတ်ရင်ဖိတ်တဲ့နေရာတွေကိုအတိကသွားတာလားဘယ်လိုမျိုးလဲအဲ့ဒါကြားဖြတ်ပေါ့ခွန်အဓိကကျွန်တော်ကတော့ဒီအင်္ဂလိပ်တရားကိုမကြားဘူးတဲ့သူမယုံကြည်ဘူးတဲ့သူတွေရှိတဲ့နေရာကိုအဓိကသွားတယ်အဲ့တော့မကြားဘူးတဲ့သူမယုံကြည်ဘူးတဲ့နေရာရှိလို့ရှိရင်ဖိတ်သွားဟောတယ်တော့ဖိတ်တဲ့နေရာကိုဆိုရင်လည်းကျမ်းစာတင်တန်းနဲ့ဒီအင်္ဂလိပ်တရားနဲ့ဆိုရင်နှစ်ခုရှင်လာလို့ရှိရင်ဒီအင်္ဂလိပ်တရားမကြားဘူးတဲ့သူမယုံကြည်တဲ့သူတွေများတဲ့နေရာဒီလိုနေရာကိုတော့ကျွန်တော်ကတော့ပို့ပြီးတော့ဦးစားပေးလေးသွားလေးရှိပါတယ်ဩကျေးဇူးတင်နေဆရာဆိုတော့ဒီနောက်မေးခွန်းတစ်ခုကကြတော့ဒီဆရာရဲ့ယုံကြည်မှုဘဝမှာပေါ့နော်ဆရာပြောင်းလဲလာတယ်ဆရာရဲ့ဒီဧဝံဂေလိလုပ်ငန်းတွေလုပ်တယ်အဲ့လိုအချိန်တွေမှာဒီ
အနှိမ့်ဆုံးခြေနေပေါ့နော်အခက်ခဲဆုံးခြေနေတွေကိုဘယ်လိုရင်ဆိုင်ကြော်ဖြတ်ခဲ့တယ်လဲပေါ့အဲ့ဒါကတော့လူငယ်တွေအတွက်တော်တော်အကျိုးရှိမဲ့မေးခွန်းလို့ထင်လို့ပါဆရာအဓိကဘယ်လိုဖြတ်ကျော်ဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့ကကျွန်တော်အခုသူများတွေဒီသူများတွေလို့ပြောတာထက်ပေါ့နော်ကျွန်တော်ဗီနာမှာရှိတဲ့ဓမ္မဆရာတွေတို့ညီကိုတွေတို့ကျွန်တော်ဘယ်လိုမြင်လဲဆိုတော့တယောက်တည်းသွားနေရပဲမြင်တာသူတို့ကလေတကယ်တော့ကျွန်တော်တယောက်တည်းမသွားပါဘူးလွန် line ပေါ်မှာတော့ဒါကျွန်တော်လုပ်နေတဲ့ဥစ္စာတွေကတယောက်တည်းလို့ဖြစ်နေပေမဲ့ကျွန်တော်ဒီအများတန်းကျွန်တော်ဗီနာမှာလူတွေရှိတယ်ဓမ္မဆရာတွေရှိတယ်သူတို့ကိုအများတန်းမေးတယ်အဲ့တော့ကိုအနေဆုံးအခြေအနေရောက်နေတဲ့အကြဆုံးနေတဲ့အခြေအနေရောက်နေရင်တော့မှအဲ့လိုခုဗီနာမှာရှိတဲ့ထောက်တိုင်လေးတွေရှိတယ်ဒါသူတို့မိတွေ့ရတာပေါ့နော်အဲ့တော့ဘုညင်ရမှာဆိုတာပို့ပြီးရင်ကျက်တယ်ပို့ပြီးကြီးထွားလာတယ်ဆိုတာဥစ္စာကြီးကိုနော်ဟိုအဆုံးလေးရောက်သွားပြီဆိုတော့မရှိပါဘူးသူညာနဲ့သူကြီးထွားနေတယ်ရင်ကျက်နေတယ်ဒါလို့လည်းသတ်မှတ်လို့ရတယ်အဲ့တော့ငါအရင်ရင်ကျက်နေပြီလို့ထုတ်ပြောတဲ့သူကတေချာတယ်အဲ့ဒါမင်းကျက်သေးဘူးအဲ့ဒါမင်းကျက်သေးတဲ့သူကပဲအဲ့စကားထုတ်ပြောတာလीနော်အဲ့တော့အဓိကကတော့ကျွန်တော်အနေဆုံးအချိန်ကြီးရောက်နေရင်လည်းတဲ့အင်္ဂလိပ်တရားဟောတာလုံးဝမပြတ်ဘူးဒါတော့အရေးကြီးတယ်လေပြီးရင်ကျွန်တော်စူတောင်းတဲ့ကြော်ဖက်တဲ့အရာတွေရှိတယ်ပြီးလို့ရှိရင် mental လို့ခေါ်တာပေါ့နော် mental ဆိုကိုယ့်ရဲ့ဝိညာဉ်ရေးကိုအကြံဉာဏ်ပေးနိုင်တဲ့သူပြီးကိုယ်တကယ်ပဲနှုတ်ကပတ်တော်နဲ့ညီဆွဲခေါ်နိုင်တဲ့သူပြီးကိုဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့နော်ခွန်အားရှိတဲ့သူဒါမှမဟုတ်ဖြေရှင်းနိုင်တဲ့အကြံကိုပေးနိုင်တဲ့သူရှိတဲ့သူဒီလိုလူတွေကိုကျွန်တော်ကပြန်ပြီးတော့မေးပါတယ်။ဘာကြောင့်လဲဆိုကျွန်တော်ဒီတည်တဲ့အထိတင်ယူနေရအောင်မဲ့သူဖြစ်တဲ့အတွက်ကြောင့်နော်ပိုတက်တယ်လို့မခံယူဘူးဒီလိုလူတွေကိုမေးရင်းနဲ့ပဲကျွန်တော်ဘွားကနော်ဟိုအနေဆုံးချင်းကြီးရောက်လာရင်တော့မှအဲ့ဒီတမှာမကြဆုံးမဲနဲ့ဆက်သွားနိုင်တယ်လို့ကျွန်တော်တော့မြင်